automatic ဖြစ်နေတာအဲ့ဒါဘယ်သူမှမလုပ်ယူဘူးအဲ့ဒါစင်းရဲသားတွေကိုကျွန်တော်တို့တွေကနှိမ်ခြင်းတယ်နော်အပြစ်ပြောခြင်းတယ်ဝေဖန်ခြင်းတယ်တိုက်ခိုက်ခြင်းတယ်ဥပမာချမ်းသာတဲ့လူတစ်ယောက်နဲ့စင်းရဲတဲ့သူတစ်ယောက်လှုပ်တဲ့အလုပ်ချင်းမှားသွားကြည့်နှစ်ယောက်လုံးမှားသွားရင်တော့မှကျွန်တော်တို့ကဘသူ့ကိုပဲဖိပြောခြင်းလို့တာပဲပြောပါဆရာရဲ့အတူလောက်တော့မှစင်းရဲတဲ့လူလာတာနဲ့မရှိတဲ့လူလာတော့မှအတူလို့ခေါ်ကြွေးတာပဲလေမရှိတဲ့လူဆိုရင်တော့ကျွေးတာတမျိုးအဲ့လိုမျိုးရှိတဲ့သူကိုကျွေးရတယ်တဲ့အချိန်မှာတော့မှမရှိတဲ့လူလည်းရှိတဲ့လူခွဲခြားဆက်ဆံခံရတယ်ဒါအများစုကဒီလိုဖြစ်ကြတယ်ဟုတ်လားဆိုတော့ဒါလူရဲ့သဘာဝအဲ့လိုရှိတာကွာတလားဒါကြောင့်ကျွန်တော်ကလေဒါကြောင့်တစ်ခါတလေမှာကျွန်တော်တို့ရဲ့အသက်တာလည်းရှိကျွန်တော်တို့အဲ့လိုလှုပ်လိုက်ခြင်းကဆိုတော့တနည်းအားဖြင့်ဒီစင်ရဲတဲ့သူကိုကျွန်တော်နှိမ်ချလိုက်ခြင်းကတစ်ခါတလေမှာကျွန်တော်တို့မသိလိုက်တဲ့ပတ်သက်ဆက်နွယ်မှုပေါ့နော်အဲ့ဒီပတ်သက်ဆက်နွယ်မှုကဘာတူလဲဆိုဖရားအဖြစ်တော်တော်ကြောက်ဖို့ကောင်းတယ်နော်ဘာလို့ပြောလဲဆိုစင်ရဲဒါကိုမထီလေးစားပြုတော်သူဒီဖန်ဆင်းတော်မူသောဘုရားကိုပါတယ်လေလုံတယ်တော့တော်တော်များများအခုမိုင်းနေဆိုလည်းအများကြီးပြောပါဆိုကျွန်တော်တို့တွေလုံမိတယ်နော်တခါလေစင်းရဲတဲ့သူတွေလာရင်ကျွန်တော်တို့မကြိုက်ချင်တာတို့နော်ညူစုတာတို့အရန်လုံတယ်စောနာမိုင်းနေပြောသလိုအလူလုံတာတော့မှချမ်းသာတဲ့သူအိမ်လာစားတဲ့အခါမှာတမျိုးကျွေးတယ်စင်းရဲတဲ့သူလာဒီလိုကချမ်းသာတဲ့လူလာစားကလာထိုင်လို့စားဆယ်ရမ်းမစားလိုက်အဲ့လိုလေးပါမထိမဲ့မြင်ပြမိတာအဲ့ဒါလေးတွေကနော်ဒါကြောင့်ယုံကြည်သူခရစ်ယာန်အတွက်တတိထားစရာလေးတွေပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါလေးဆိုလို့ရှိရင်လည်းဒီနေရာမှာနော်ကျွန်တော်သွားပြီးတော့မှခွန်အားရမိတယ်ကြောင့်တတိထားရမယ်ဒါကျွန်တော်တို့တွေလှုပ်တတ်တယ်နော်စောနာမိုင်းနေပြောသလိုခရစ်စမတ်တွေမှာတော့ဖြစ်တတ်တယ်နော်ကျွန်တော်တို့အဖွဲ့တွေရဲတတိထားရမယ်နော်ဒါကြောင့်စင်းရဲသားကိုလည်းလက်ငန်းမရငါပါထိုင်မှာဟိုဖြစ်တယ်စင်းရဲမှာစားလိုက်ဆိုတာတပြေးညီနော်ဆက်ဆံတတ်ဖို့ဒါကြောင့်စင်ရဲချမ်းသာတဲ့သူကိုစောနာအမကြီးပြောသလိုကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်ခြင်းကနော်တစ်ဖက်လူအတွက်ဆိုတာနော်ဘာမှထိခိုက်သွားတာမရှိဘူးဒါပေမဲ့စင်ရဲတဲ့သူကိုမထိမဲ့မင်ပြုပြီးထိခိုက်သွားမဲ့သူရှိတယ်လူတော်မဟုတ်ဘူးလေဖះဆိုတော့အရင်ကြောက်ဖို့ကောင်းတယ်နော်ဒီအချက်ကလေးကလည်းတတိထားရမယ်အချက်ကလေးနော်ဒါကျွန်တော်တို့တွေဟုတ်တယ်ဒါလေးတွေကိုတတိထားရမယ်ကျွန်တော်တို့ယုံကြည်သူတွေတတိထားရမယ်အချက်ဆိုတဲ့အရာကိုကျွန်တော်တို့သွားပြီးတော့မှတွေ့ရတယ်ပေါ့နော်ဒါပထမအချက်အနေနဲ့ကျွန်တော်ပြောပြတာနော်